ပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ကြောက်စင်မှာရှိတဲ့တော်တောင်တော့မှာဖြစ်ပါတယ်ဒီနေ့ကကျွန်တော်တို့တကြံပေါ့နော်တကြံ21ရက်နေ့ဆိုတော့ဖျားဖူးသွားမယ်ပြည်များမှာပါကျွန်တော်တို့ဒီနေ့မိသားစုလိုက်တော့မှာပါလိုက်ခဲ့ပါဒီနေ့ရတော့မှာတက်တော့တာတော့ဖြစ်ပါတယ်အဲကြောင့်မလို့21ရက်နေ့ဆိုလူနည်းနည်းများမယ်နည်းနည်းမျက်စိနောက်မယ်အဲ့တော့လိုက်ခဲ့ပါလို့ပြောချင်ပါတယ်သွားဖို့အတွက်ကားထုတ်နေပါပြီသွားဖို့အတွက်စတိုင်ကိုစီသီးသီးနဲ့ပါဒီမှာတော့ all black ပေါ့နော်ကျွန်တော်အဲ့ကနေပြီးတော့6နာရီခွဲ9နာရီထိုးကနေလောက်ပေါ့နော်ထွက်ခဲ့ပါတယ်မနက်ခင်းLet's see. ဒီမနေ့တော့ငယ်ထားနေမှရှိရဲရွှေလက်ပြေးလက်ပြေးတယ်မှာပဲစားကြပါတယ်နတ်စားပြန်လဲကျွန်တော်တို့ခီးဆက်ခဲ့ကြပါတယ်ကျွန်တော်ဒီတော်တောင်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီစိတ်ငိုင်မျိုးနဲ့မှရှိတယ်ကြောက်ပြဆိုင်ကိုလမ်းခွဲရအတိုင်းခုလိုဝင်လာလိုက်ရင်အင်္ဂလိပ်ထုံးခင်းတိုင်းလည်းနဲ့ဖုန်းနဲ့2မျိုးအတိုင်းဝင်လာပြန်မှာဖြစ်ပါတယ်ဟယ်လိုဝင်လာခဲ့ပြီးရင်ဆိုရင်အင်းကျွေးရမှာရှိတယ်အခုလိုမြင်ရဆိုရင်အင်းကြာကိုင်းကြီးပဲမြင်မှာဖြစ်ပါတယ်အဲဒီကြာကိုင်းကြီးတွေ့တဲ့မောင်းလာလို့ပြီးဆိုရင်တော့ဆိုရင်ကြာလာမှတိုင်နေပြီဆိုရင်လည်းလမ်းသုံးမှာခုလိုလမ်း3ဝပြောက်ပါဆိုရင်လည်းတော့ဖက်ကိုချူလာခဲ့ပါကျွန်တော်ရောက်ရှိပါပြီအဲ့တော့တောင်းလို့ရောက်ရှိနေပါပြီဆိုတောင်းပေါ်တက်ပါမယ်ဒီပြေးနဲ့ရှူထုတ်လာတဲ့သူမှတော့ရှူမထုတ်နိုင်တော့ပါဘူးရဲပြင်မပါတယ်ညနေမှာချွေးတွေစုနေပါလေကိုယ်စင်ကျမတို့ဟာဖြင့်ကျိုးသားပန်းသားနဲ့တောင်းမကိုတက်နေပါခင်ဗျာကျိုးသားပန်းသားနဲ့တောင်းမကိုတလိမ့်ကြီးစီတက်နေပါလေကျွန်တော်နားလိုက်တက်လိုက်နားလိုက်တက်လိုက်နဲ့နောက်ဆုံးတောင်းဖို့ရှိခဲ့ပါပြီတောင်းမကျိုးရောက်ပါပြီဟောပါတယ်ချွေးတွေကြီးပါပဲခုမြင်နေရတော့ကျွန်တော်တို့
တော်တော်တောင်လိုင်းကိုတွင်းမှာထားရှိထားတဲ့လဲရောင်စီတော့ဖျားပဲဖြစ်ပါတယ်ကြောက်ဆက်ပန်းစရိတ်နဲ့လှပပြီးအေးမြနေတဲ့ဒီလိုင်းကောင်းနဲ့ဝင်သွားတဲ့ပြင်ကျွန်တော်တို့အမောကိုပြပြောက်စေပါတယ်ခင်ဗျာတောင်မတက်လာရင်မော်တင်ရဒီလေးလေးရောက်ပြီးအေးတော့ဒီကောင်းပါအားတော့တိုက်လို့ခပါရဲ့ဒါကြောက်တယ်မျိုးမှာကြောက်တယ်မှာရှိရပါတော့ဒီဖျားတော့အမြင့်အနေနဲ့ကတော့ပေ1100ရှိပြီးတော့100တော့အရန်ကိုမောတယ်မောတယ်ပါတော့နောက်ကိုပြန်ပြီးတော့အတဲ့ရှင်လာအောင်ကြည့်ဖို့တော့ပြင်ပန်းတယ်ဒါပေမဲ့ဒီတောင်ပေါ်ရောက်လိုက်တာနဲ့အောင်တဲ့တပြားဟာဒီအကုန်လုံးပြေးပဲတော့ပြောမယ်ဆိုရင်စိတ်ကိုနေရာနေလို့ပါဆိုရင်အားလုံးခေါက်ဝါချသွားတယ်လို့ခံစားရတယ်ဒီဓာတ်လေးလေးကိုဆင်းလိုက်တာလေပေါ့နော်ပြထားတဲ့ဒီကလေးကိုဆင်းလိုက်တာလေအကုန်လုံးကလုံးဝပြီးတော့ဒီထဲမှာအေးတန်းပြီးတော့တကယ်ဖျားရိတ်တရားရိတ်ခတ်ပြီးတော့တောင်မှကျတော့ပို့ပြီးတော့အေးတဲ့နေရာလေးပါဒါတော့နေ့စဉ်နေ့တိုင်းပေါ့နော်တစ်ခါရောက်ပြီးရတယ်နောက်ထပ်ပေါ့နော်သူကအနည်းဆုံး3ခါရောက်တယ်တစ်ခါရောက်ပြီးရတယ်ပေါ့နော်ဒါဘယ်သူနေပဲတော့ပေါ့နော်ကိုယ့်ကလည်းသွားချင်လို့ပဲဖြစ်သွားချင်လို့ပဲဖြစ်အနည်းဆုံး3ခါရောက်ပါတယ်အဲကြောင့်မို့ဒီကျူကိုကြည့်နေတဲ့သူတွေအားလုံးပေါ့နော်ဒါဖြစ်တယ်ဆိုရင်ဒီရဲ့တော့တောင်ကိုဒါမျိုးဖြစ်ပါတယ်ကျွန်တော်တို့လည်းတောင်ဝင်မှာခဏထွန်းလာပြီးကျွန်တော်တို့ထွန်းစားဖို့အတွက်ပြင်ဆင်နေကြပါတယ်ဆိုရင်တောင်ပေါ်မှာရေးစားမှာဖြစ်ပါတယ်တောင်ပေါ်မှာရေးစားမှာပါဒီကနေ့ဒီမှာတော့ရောင်းဝမ်းလို့ရတယ်အဲ့ဒါဟိုမှာတကယ်တော့မရဘူးရေးစားရတယ်ဒီတက်တော်တောင်ရဲ့ထူးခြားချက်တစ်ခုကတော့ဒီတောင်ပေါ်လာတဲ့သူတိုင်းကိုဒီတက်တော်တောင်သာသနာပြုဆရာတော်ကတောင်ပေါ်တက်လာသူဖရာဦးမြောက်တမင်ကျွေးတယ်ဆိုတာပါပဲခုကျွန်တော်တို့ရဟန်းသံဃာတွေဆုံးမပွေပြီးကျွန်တော်တို့စားဖို့အတွက်ဆရာတော်ကမိန့်ပါတယ်ခုမြင်ရတော့ဘုံကြောင့်ဟင်းပေါင်းဖြစ်ပါတယ်ကျွန်တော်လည်းလိုအပ်တဲ့ဝတ္ထုများကိုဆရာတော်ထံကိုတင်ခဲ့ပြီးတော့ပြန်ဖို့အတွက်တောင်းကိုဆင်းခဲ့ကြပါတယ် စင်ငိုင်မျိုးနဲ့ပေါ့နော်ကျွန်တော်စင်ရေးပါဒီဘက်ပင်းတော့မှရှိတယ်တက်တော့တောင်ကိုမြောက်ပွေးဆိုရှင်လာရဲဖို့အတွက်ဖိတ်ခေါ်ပါတယ်ဒီတောင်ပေါ်လူလာတဲ့သူကနေတယ်ဒါပေမဲ့တောင်ပေါ်တက်လာရင်ပြင်မှန်တယ်ပေါ့နော်ဒါပေမဲ့ဒီတောင်ပေါ်ရောက်လာချိန်မှာကျွန်တော်ဒီမြင်တွေ့ခဲ့တဲ့အတိုင်းပဲကြောက်လိုက်နေပါရှိတယ်ဒီလဲချောင်းစီကိုဘုရားကြီးမြင်လိုက်ချိန်မှာလူပဲစိတ်ပြန်မှုအရင်ပြီးတော့သွားပါတယ်ဒါကြောင့်မြောက်ပွေးတွေလာခဲ့ပါလို့ဖိတ်ခေါ်ချင်ပါတယ်အားလုံးပဲဘိုင်ဘိုင်ဒီနေ့တော့ပါပြီကျွန်တော်ရဲ့ YouTube လေးကိုကြည့်ရှုသူတယောက်ချင်းစီကိုကျေးဇူးတူရှိပါတယ် bye bye